အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရထပ်ပါဒီဗီဒီယိုမှာတော့ဒီအခုအားလုံးကြားထဲမှာလည်းရေပန်းစားနေတဲ့ anti sham election campaign ပေါ့နော်အတူရအောင်ရွေးကောက်ပွဲစန့်ကျင်လှုပ်ရှားမှုဒီအပေါ်မှာကျွန်တော်ရဲ့အမြင်တချို့ရယ်ပြီးတော့သုံးသပ်ချက်ကနောက်မေးခွန်းတချို့ရယ်ဆွေးနွေးချင်ပါတယ်ဆိုတော့အရင်ဆုံးပေါ့နော်ကျွန်တော်တို့ freedom fighter အဖွဲ့အနေနဲ့ရွေးကောက်ပွဲပေါ်စဉ်းစားထားချက်ကိုအရင်ဆုံးမျှဝေချင်ပါတယ်ဒါကတော့ကျွန်တော်အထူးသစံတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီဂျွန်လာလောက်ထဲကကျွန်တော်တို့အနေနဲ့ဒီထုတ်ပြန်ထားရှိတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဒီရွေးကောက်ပွဲကဒီလွတ်လပ်တဲ့မျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးပေါ့နော်ဒါအမြဲတမ်းအကန့်အသတ်တွေခြားထဲမှာစစ်ကောင်စီရဲ့ထိန်းချုပ်ပြီးလုပ်ထားတဲ့ရွေးကောက်ပွဲဖြစ်တယ်ဒါအထူးတခြားမဟုတ်ဘူးပေါ့နော်ကျွန်တော်မြင်တာတော့ဒါတော်တော်များများသိတဲ့ကိစ္စပဲပြည်တွင်းမှာရှိပြည်ပမှာရှိနောက်ဒီတရုတ်တို့ရုရှားတို့လည်းသိတဲ့ကိစ္စပေါ့နော်လှုပ်ဝက်ချက်မဟုတ်ဘူးဒီအတိုက်ခံကိုဖမ်းထားပြီးတော့လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကဒီအပေါ်မှာကျွန်တော်မိကုန်းထုတ်တင်တယ်เนาะရွေးကောက်ပွဲရဲ့အတရားဝင်မှုကိုကျွန်တော်တို့မိကုန်းထုတ်တာမျိုးလှုပ်ရှားမှုတွေကိုတိုင်းတာတစ်ခုထိလုပ်တင်တယ်ပေါ့နော်ဒါကျွန်တော်တို့လက်ခံတယ်။တစ်ချိန်တည်းမှာကျွန်တော်တို့နောက်ထပ်အမြင်တစ်ခုကတော့controversial ဖြစ်လာမယ်ပေါ့နော်။အဲ့ဒါတော့ဘာလဲဆိုရွေးကောက်ပွဲလုပ်တာတော့မလုပ်တာတည်းတော့ပိုကောင်းတယ်ပေါ့နော်။ဘာလို့လဲဆိုရွေးကောက်ပွဲလုပ်တာကျွန်တော်တို့ရွေးကောက်ပွဲမလုပ်ဘဲနဲ့ဆိုရင်ဒါမင်းအောင်နိုင်ရပဲအာဏာတွေကို3ရက်ကိုဆက်ကင်ထားတယ်အခုတိုင်းပဲဆက်ဖြစ်မှာပေါ့။အဲ့ဒါထက်ဆိုင်တော့ရွေးကောက်ပွဲလုပ်တာအတိုင်းတာတစ်ခုထိဖြည့်လျှော့မှုတွေဖြစ်တယ်အာဏာခွဲမှုတွေဖြစ်တယ်ဆိုတော့ဒါကျွန်တော်အနေနဲ့ကြိုးစွာမဲ့ကိစ္စလို့ပဲမြင်တယ်ပေါ့နော်။ဒါကျွန်တော် freedom fighter အမြင်ပဲ။အဲ့တော့ကျွန်တော်အနေနဲ့ရွေးကောက်ပွဲကိုချိကတ်တဲ့ခါမှာအထူးသဖြင့်ရွေးကောက်ပွဲအလွန်ပေါ့နော်ဖြစ်မဲ့အပြောင်းအလဲတွေပေါ်မှာဘယ်လိုမျိုးဒီခွင့်ရည်တွေအသုံးချမလဲအဲ့လိုအချိန်မှာဘယ်လိုမျိုးလှုပ်ရှားမှုတွေပုံဖော်လို့ရမလဲပေါ့ဒီလိုမျိုးကျွန်တော်အဓိကစဉ်းစားပါတယ်ဒါကတော့ freedom fighter စဉ်းစားချက်ပေါ့လေဆိုတော့လက်ရှိဒီ anti sham election campaign ပေါ့နော်အဲ့ဒါတွေကတော့ကျွန်တော်ဒီရက်ပိုင်းမှာဆိုထင်ရှားအများကြီးတွေ့ရနိုင်တယ်ဆိုတော့ဒီထဲမှာလည်းအဖွဲ့အစည်းတည်တည်ပါဝင်နေကြတယ်ပေါ့နော်ဆိုတော့ကျောင်းသားလူငယ်အမျိုးသမီးရပ်ဖက်အဖွဲ့အစည်းနိုင်ငံရေးစုဖွဲ့နိုင်ငံရေးပါတီတွေအစဖြစ်ပေါ့နော်မီဒီယာတွေအစဒီကိစ္စကိုတွေ့ကြပါဝင်ကြတယ်ကျွန်တော်နေ့စဉ် social media မှာကြည့်လိုက်ရင်ဒီကိစ္စကိုပြောနေကြလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကလည်းထိရောက်မှုတချို့လည်းလက်ရှိမှာတွေ့ရလိမ့်မယ်ဒီနိုင်ငံတကာဆိုရင်လည်းစပြီးတော့ဒီရွေးကောက်ပွဲအတိအမှတ်မပြုတာမျိုးကြီးညာချက်တွေဒီရက်ပိုင်းမှာလည်းတွေ့ရလိမ့်မယ်ပေါ့နော် New Zealand ထုတ်ပြန်တာရှိတယ်နောက် ASEAN နောက်ဒီအနောက်နိုင်ငံတွေပေါ့နော်ဒါလည်းကျွန်တော်တို့အောင်မြင်မှုလို့လည်းတွေ့ရနိုင်ပါတယ်တစ်ချိန်တည်းမှာကျွန်တော်အနေနဲ့ဒီလက်ရှိပေါ့နော်လူတွေအများကြီးကတော့ဒါအသေးအတန်လောက်ကြတယ်ပေါ့နော်ဒီရွေးကောက်ပွဲဆန့်ကျင်ခံတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီပေါ်မှာဘဝင်မကြတာနောက်မိကုန်းတွေတချို့တော့ရှိနေတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်ဒီမှာပုံဝင်နေနေဆွေးနွေးကြည့်ချင်ပါတယ်ပထမဆုံးတစ်ခုကတော့ဘာလဲဆိုတော့ဒီရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားမှုရွေးချက်ကိုကျွန်တော်မရှင်းတာပေါ့နော်အဲ့ရွေးချက်ကရွေးကောက်ပွဲကိုမဖြစ်စေချင်တာလားပေါ့နော်အဲ့ကျွန်တော်ရှေ့ရပြောဆိုရွေးကောက်ပွဲမဖြစ်ရင်တော့ကျွန်တော်အမြင်ကတော့ရွေးကောက်ပွဲမဖြစ်တာလည်းတော်လိုင်းဘက်ကနိုင်တယ်လို့ကျွန်တော်တော့မထင်ဘူးဆိုတော့တော်လိုင်းအရာစုတွေကဘယ်လိုထင်တာလဲပေါ့နော်လက်ရှိရွေးကောက်ပွဲဆန့်ကျင်လုပ်နေတဲ့သူတွေကရောရွေးကောက်ပွဲမဖြစ်အောင်လုပ်ချင်တာလားပေါ့နော်ရွေးကောက်ပွဲကိုရက်စေချင်တာရွေးကောက်ပွဲမဖြစ်အောင်လုပ်စေချင်တာလားဒါမှမဟုတ်ရွေးကောက်ပွဲတော့ဖြစ်ချင်တယ်ဒါပေမဲ့ဒီ legitimizing ပေါ့နော်ခုနကပြောတဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုအောင်လုပ်တာလားဆိုတော့အခုကတော့ကျွန်တော်မြင်တာတော့ရွေးကောက်ပွဲမဖြစ်အောင်လုပ်ဖို့အတွက်အများစုမှန်းတာကတော့ရွေးကောက်ပွဲကိုအတိအမှတ်မပြုအောင်ပေါ့နော်အတိအမှတ်ပြုမှုနည်းအောင်လုပ်တယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဒါလည်းကျွန်တော်အနေနဲ့တိုင်းတာတစ်ခုရလုပ်တင်နေမြင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းထပ်ပြီးစဉ်းစားကြရရှိတာကလက်ရှိစဉ်းစားချက်ကရေတိုဆန်တယ်လို့တော့ကျွန်တော်မြင်တယ်ရေရှည်မှာအောင်မြင်မှုရဖို့ခွင့်လန်းနေတယ်ကြာရှုံးမှုများတယ်လို့ကျွန်တော်တို့သုံးသပ်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့စဉ်းစားချက်ပေါ့နော်ဒါလည်းကျွန်တော်ဆွေးနွေးကြည့်ကြပါတယ်ဘာကြောင့်လဲဆိုတော့စစ်တပ်ကဒီရွေးကောက်ပွဲလုပ်လာရင်သူ့မှာသူ့ထောက်ခံမဲ့သူကရှိနေတာပေါ့နော်တရုတ်ရုရှားအိန္ဒိယဒီနိုင်ငံတွေတခြားနိုင်ငံတွေထောက်ခံမဲ့သူတွေရှိတယ်အဲ့တော့အာဆီယံနဲ့အနောက်နိုင်ငံတွေကတော့လက်တလုံးမှာမထောက်ခံဘူးဆိုပြီးပြောထားတာမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒါကလက်တလုံးပေါ့နော်စစ်တပ်ဒီစေအုပ်စုအတွက်ကတော့အချိန်ဆောက်ရုံပဲပေါ့နော်ဒါကသူ့အနေနဲ့ကတော့ချက်ချင်းမထောက်ခံနေရတယ်သူ့အနေနဲ့ဖြည့်ရှော့မှုလုပ်တာပဲဖြစ်ဖြစ်အပေးယူလုပ်တာပဲဖြစ်လုပ်လိုက်ရင်ရေရှည်မှာသူ့အနေနဲ့ဒီနိုင်ငံတကာနဲ့ဘောင်တွေကိုပြန်ချဲ့ထွင်လာဖို့လမ်းစာတွေအများရှိလို့ဒါပေမဲ့တစ်ဖက်ကຫນွေဥတော်နိုင်အင်အားစုတွေအခုရွေးကောက်ပွဲဆန့်ကျင်လုပ်နေတဲ့အင်အားစုတွေကကြတော့ရွေးကောက်ပွဲအလွန်မှာဒီတန်ဖိုးထိန်းထားဖို့ဆိုတာခက်သွားပြီလို့ကျွန်တော်ဆိုတော့တနည်းအားဖြင့်ဒါတင်နခမှာပြောတာစဉ်းစားချက်နဲ့ပြောမယ်ဆိုရင်တော့ခံစစ်အသေးပေါ့နော်ခံစစ်ပဲရှိတယ်တိုက်စစ်မရှိတဲ့လှုပ်ရှားမှုကကြာရှုံးနေဆိုစဉ်းစားချက်ရှိတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိရွေးကောက်ပွဲဆန့်ကျင်ရဲ့ဒီ legitimizing လှုပ်ရှားမှုအဲ့လိုများဖြစ်သွားမလားပေါ့နော်ဒါလည်းကျွန်တော်အနေနဲ့မိကုန်းရှိတယ်အထူးသဖြင့်ရွေးကောက်ပွဲအလွန်အတွက်စဉ်းစားထားချက်မရှိဘူးပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းမရှိဘူးပေါ့နော်ဒါကစက်ကောင်စီပေးတဲ့လမ်းကြောင်းထဲမှာပဲဝင်ပြီးတော့ပြောရရွေးကောက်ပွဲဆန့်ကျင်ဆိုပြီးဝင်ပြောနေတာပေါ့နော်ဆိုတော့ဒါကိုလည်းကျွန်တော်မေးချင်တာရှိပါတယ်ဆိုတော့ဒီလက်ရှိလှုပ်ရှားမှုတွေတော့ဟုတ်တယ်ဒါပေမဲ့ထိရောက်မှုကိုဘယ်လိုကျွန်တော်တို့တွေးထားတယ်ဘယ်လောက်ထိအောင်လုပ်ပါလဲဘယ်လောက်ထိရရှိစဉ်းစားထားချက်ရောရှိတယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့ပထမဆုံးမေးချင်တဲ့မေးခွန်းပေါ့နော်နောက်ပြီးဒုတိယမေးချင်တာကြောင့်ခဏဒါနဲ့ဆက်ဆက်မယ်ဆိုရင်တော့ရွေးကောက်ပွဲကိုကျွန်တော်ဟုတ်ပြီးဓာတ်ရအဖြေမဟုတ်ဘူးဆိုရင်တခြားအဖြေကပါလေပေါ့နော်ဒီအဖြေကိုလည်းကျွန်တော်ကတော့ကြားချင်တယ်
ဘာလေးပေါ့နော်ဘာဟိုစဉ်းစားထားချက်ရှိရလဲဒါလည်းပြည်သူတို့သိပေးဖို့လိုရလို့မြင်တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီအားလုံးမှတ်မိကြမယ်ဆိုရင်ဒီ2025အစောပိုင်းမှာဆိုတာပြည်ထဲမှာရှိတဲ့တကယ်ဝိုင်းရေးနိုင်ငံရေးအရာစုတွေနိုင်ငံရေးသမားတွေစုပြီးတော့ဒီငွေဆောင်မှာစဉ်းစားကြတာရှိတယ်သူတို့ရဲ့ထုတ်ပြန်ချက်ဆိုရင်တော့ဒါရှင်းတယ်ပေါ့နော်ရွေးကောက်ပွဲမတိုင်ခင်မှာနိုင်ငံရေးကျင်းသားလွှတ်ပေးဖို့ dialogue လုပ်ပြီးမှရွေးကောက်ပွဲလုပ်ဖို့ဒါဆိုတာဒါလမ်းချောင်းတစ်ခုပေါ့နော်ဒီလမ်းချောင်းတစ်ခုသူတို့အနေနဲ့ထောက်ပြတာရှိတယ်ဒါပေမဲ့ကျွန်တော်မြင်တာတော့အဲ့ကာလမှာအခုထိလည်းဖြစ်မလားတော့မသိဘူးနော် New Online အင်အားစုတွေရောအပြင်မှာရောက်နေတဲ့ activist တွေ media တွေကအစဒီကိစ္စကိုတော်တော်လေးတိုက်ခိုက်ခဲ့ကြတာပေါ့နော်ဆိုတော့အခုကျွန်တော်သိချင်တာလက်ရှိစဉ်းစားချက်ကဘာဘယ်နေရာရောက်နေရလဲပေါ့နော်ဘယ်လမ်းချောင်းကိုအခုကရွေးကောက်ပွဲမဟုတ်ရင်နောက်ထပ် alternative ကပါလဲနောက်ထပ်လမ်းချောင်းကပါလဲဆိုတော့ဘယ်လိုတွေတွေးထားကြရလဲအဲ့ဒါကိုကျွန်တော်ကြားချင်တယ်ပေါ့နော်ရွေးကောက်ပွဲစန့်ကျင်ရေးပဲထိုင် on နေတာဒါကဟိုနိုင်ငံခြားတော့သွားပြောတော့မပြောတတ်ဘူးပြည်နယ်ကလူတွေကတော့တိပြီးသားလောက်ပြီးလို့ထင်တယ်ဟိုရွေးကောက်ပွဲကမျှတမှုမရှိဘူးအဲ့လောက်ဆိုတုံတုံပြောတော့ပေါ့ဒါကြီးပဲအကြိုင်းထိုင် on နေစရာလူရဲ့လားပေါ့နော်အဲ့တော့အဓိကလူတာရွေးကောက်ပွဲမဟုတ်ရင်တခြားလမ်းချောင်းပါလဲဆိုတော့ဒီချိန်မှာရှင်းလင်းလင်းပြောပြဖို့အချိန်ရောက်ပြီလို့ထင်ဒါကျွန်တော်ရဲ့ဒုတိယမိကုံပေါ့နော်ရွေးကောက်ပွဲမဟုတ်ရင်တခြားအဖြေကပါလဲပေါ့အဲ့ဒါနဲ့ဆက်ဆက်ပြီးတတိယမိကုံဒါမှမဟုတ်တတိယကျွန်တော်ရဲ့ဟိုလိုမျိုးပေါ့နော်ဒါလည်းဟိုဆွဆွဲချက်တစ်ခုပဲဖြစ်မှာပေါ့နော်ကျွန်တော်နည်းနည်းလေးဟိုခက်ကြမ်းကြမ်းလေးဆွဆွဲကြည့်မယ်ဆိုရင်တော့ဒါရွေးကောက်ပွဲကခဏပြီးတော့တစ်ခုကတော့ဒါမဟာဗျူဟာကြကြလောက်တာလားမိကုံရှိတယ်နောက်တစ်ခုကကြာဒီရွေးကောက်ပွဲသူမြတဲ့ရွေချက်ရှိရွေးကောက်ပွဲစန့်ကျင်ရေးကိုဒီလောက်ထိအတန်ကျကျနဲ့လောက်တာမျိုးပေါ့နော်လူတွေကိုတခြားနေရာအာယုံမရောက်သွားအောင်ဒီအဖြစ်အာယုံပြောင်းနေအနေနဲ့လောက်ထားတာပေါ့ဒါလေးကျွန်တော်မိကုံပြန်ရှိလာတယ်။ဘာကြောင့်လဲဆိုပြည်သူတွေကလက်ရှိမှာဆိုမိကုံနေရှိလာပြီပေါ့နော်လက်ရှိစစ်တပ်ကလည်းဒါနေမီတွေမှာလည်းသူအသာစီးရလာတယ်ရှိတယ်နိုင်ငံကတန်တမန်ကြီးမှာလည်းအသာစီးအများကြီးရလာတယ်ပေါ့နော်ပြီးတော့ဒီတက်တွင်ဒီတက်ကိုထောက်ခံတဲ့အတိုင်းဝိုင်းမှာဆိုရင် confidence တွေအများကြီးတက်လာတယ်တော်နိုင်ရေးဘက်က confidence တွေကျလာတယ်ပေါ့နော်ဒါဒီကာလတွေမှာတော်တော်များခံစားရမယ့်အချက်တွေလို့မြင်ပါတယ်အဲ့လိုဖြစ်တဲ့အခါမှာပြည်သူတွေမှာမိကုန်းရှိတာပေါ့နော်ပြီးခဲ့တဲ့5နှစ်မှာဥဆောင်တယ်လို့ပြောတဲ့ဒီ NUG တို့ CRPH တို့ NUCC တို့မှာပါဝင်တဲ့သူတွေကဘာတွေလုပ်ခဲ့ကြတာလဲဘာတွေလွဲသွားတာလဲဘာတွေမှားတာလဲရှေ့ဆက်ကဘာတွေကိုတာဝန်ခံပြီးပြန်လုပ်ဖို့ကြိုးစားနေပြီလေဒါဟိုပြည်သူတွေကသိချင်နေပြီပေါ့နော်အဲ့တော့ဒီဟာကိုခုနတာဝန်ခံမဲ့ပိုင်းနေရှိတာပေါ့နော်ပြီးခဲ့တဲ့ကာလကိုပြန်သုံးသပ်မဲ့ပိုင်းနေရှိတယ်ဘာတွေမှားခဲ့တယ်ဘာတွေတော့အဆင်မပြေခဲ့ဘူးဘာကြောင့်လွဲခဲ့ပါတယ်ပေါ့နော်ဒါတွေကိုခေါင်းဆောင်တွေကပုံမှန်နေနေပြောရမယ့်အချိန်လို့ထင်တယ်အဲ့တော့အဲ့ဒါကိုမပြောချင်လို့ပေါ့အဲ့လိုမျိုးမေးခွန်းထုတ်မှာကိုကြောက်လို့ဒါရွေးကောက်ပွဲအာရုံလွှဲလိုက်တာပေါ့ပြောရရင်စက်ကောင်စီကလည်းရွေးကောက်ပွဲကို propaganda လုပ်တယ်လို့မျိုးဒီဘက်ကတော်လိုင်းကြီးကလည်းရွေးကောက်ပွဲအသုံးချပြီးတော့လက်ညှိုးပြန်ထိုးတာပေါ့ထိုးခြင်းအဖြစ်ဒီတော်လိုင်းအင်အားစုတွေအထူးသဖြင့်ခေါင်းဆောင်ပိုင်းမိကုန်းတွေလာတော့မှာပေါ့နော်အဲ့မိကုန်းတွေကိုမဖြေချင်လို့ဒါမှမဖြေနိုင်လို့ပေါ့နော်ကြိုရှောင်ထားတယ်လို့ဒါပြောလို့ရမလားပေါ့နော်အဲ့လိုမျိုးမေးချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုတော့ပွင့်နေဒီကာလပြန်သုံးသပ်မယ်ချိန်ရောက်နေပြီပေါ့နော်အကုန်လုံးကကျွန်တော်တွေ့ရတာရွေးကောက်ပွဲအဆင့်ကြီးကတုံတန်အောင်လုပ်ရင်တော့ဟိုတုံတန်အောင်လုပ်တာဆိုရင်ကောင်းတယ်ပေါ့နော်အခုဟာကျအကုန်လုံးကရွေးကောက်ပွဲဆန့်ကျင်ပဲလုပ်နေကြတာပေါ့နော်ရှိသမျှအဖွဲ့အစည်းအကုန်လုံးအဲ့ဒါပဲလုပ်နေတော့ရှေ့ဆက်ဘာလုပ်မှလဲဆိုတော့တုံးတက်တာမတွေ့ရအောင်ပေါ့နော်ပြန်ပြီးတောင်းခံတာလည်းမတွေ့ရအောင်ပြီးခဲ့တဲ့9နှစ်ပြည်သူတွေကတော့ဒါသိကျင်ပြီပေါ့နော် report လိုချင်ပြီပေါ့နော်ဘာဖြစ်ခဲ့တာလဲဘာတွေလွဲခဲ့တာလဲဟောဒါကိုကျွန်တော်ကတော့နေကုန်းထုတ်ချင်ပါတယ်အဲ့တော့တောင်းခံမဲ့ပိုင်းနေတောင်းရောမဲ့ပိုင်းနေရှိတယ်အဲ့တော့ရွေးကောက်ပွဲကြီးကိုပဲလည်းညှို့ထိုးပြီးတော့နော်ဒီအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ဆိုပြီးပြောနေရတဲ့ကိုယ်လွဲခဲ့တဲ့အပိုင်းကိုတောင်းခံပြီးတော့ဒီချိန်မှာပြန်သုံးသက်တာမျိုးပြည်သူကိုအသိပေးတာမျိုးပြီးရှေ့ဆက်သွားမယ့်လမ်းကြောင်းပွင့်လင်းပြောတာမျိုးလုပ်ဖို့လိုနေတယ်အသုံးချက်နံပါတ်4ချက်ကတော့ဒီပြည်ရင်းပြည်ပပေါ့နော်ဆက်ဆံရေးပေါ့နော်ဒီနောက်မြေပေါ်မြေရောက်ဆက်ဆံရေးပေါ့နော်ဒါကိုဘယ်လိုမျိုးမဟာဗျူဟာကြီးစဉ်းစားထားချက်ရှိတယ်ပေါ့နော်လက်ရှိဒီနွေဦးတော်လိုင်းရေးပဲဖြစ်ဖြစ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားနေသူတွေပဲဖြစ်ပါဆိုတော့ကျွန်တော်တွေ့ရတာဆိုရင်ဒီနွေဦးတော်လိုင်းရေးကတောက်လျှောက် hope နဲ့စီးရုံးတာမဟုတ်ဘူးပေါ့နော်အနာဂတ်ကိုဘယ်လိုသွားမယ်ဆိုရင်လမ်းကြောင်းအောင်အခြေပြုပြီးစီးရုံးတာမဟုတ်ပဲねဘသူကရန်သူပေါ့နော်ဘသူကမကောင်းဆိုတော့ hate ကိုအဓိကသုံးတယ်နော်မကျင်တဲ့ချက်ကိုအဓိကသုံးတယ်ဒီစီးရုံးမှုတွေအဓိကသုံးတယ်သုံးတော့ကြာလာနေမြရန်သူပဲများလာတာပေါ့နော်ဆိုတော့အထူးသဖြင့်ပြည်တွင်းမှာရှိတဲ့သူတွေကဟိုတော့အကန့်အသတ်တွေနေရတာနော်သူကမလွန်းတာစစ်တပ်ကထိန်းချုပ်မှုအောက်ထဲမှာရှိတယ်ဆိုရင်ပြောလို့ရတဲ့အပိုင်းနဲ့မရတဲ့အပိုင်းတွေရှိတာပေါ့နော်ဒါလည်းအကုန်လုံးသိတဲ့အပိုင်းပဲစစ်တပ်ကလည်းတန်ဟိုဖိနှိပ်ထားတာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာအဲ့ဒါကိုဒီဘက်ကဒီအပြင်ရောက်သွားရင်တော့ပုံပြီးလွတ်လပ်ပြောလို့ရတာပေါ့နော်ကျွန်တော်တို့ပြောချင်တာပြောလို့ရတယ်ပုံပြီးရေးတောက်ဖြစ်လို့ရတာပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးကနေပြီးတော့အကုန်လုံးလိုက်တိုက်ခိုက်ထားတယ်လို့ကျွန်တော်ပြည်တွင်းမှာရှိတဲ့နော်စီးပွားရေးသမားတွေလည်းအကုန်ရန်သူလိုမျိုးသဘောထားရတယ်။နောက်ဘာသာရေးတင်းဖွဲ့ခေါင်းဆောင်တွေနောက်ကျောင်းသားတွေဝန်ထမ်းတွေအစအကုန်လုံးကိုရွှေ့ခွက်မရှိအောင်ပိတ်ထားလိုက်တယ်ပေါ့နော်။နောက်အနုပညာရှင်တွေစသဖြင့်ပေါ့နော်။ဒါဖျားပွဲသွားတဲ့ပြည်သူတွေကအစအကုန်လုံးကိုအဲ့လိုမျိုးလိုက်ပြီးထိန်းချုပ်လိုက်တဲ့အခါမှာအကုန်လုံးကတယောက်နဲ့တယောက်အခုဆို blame ခင်းကအရင်ကြီးလာပြီပေါ့နော်။တယောက်နဲ့တယောက်မကျင်တဲ့ချက်တွေများလာတယ်လက်ညှိုးထိုးတာများလာတာပေါ့နော်။ဒါကြီးကိုထိန်းဖို့အရင်တော့ခက်သွားပြီပေါ့နော်။ New Online
ဆိုတော့အခုလည်းဒီရွေးကောက်ပွဲမှာဝင်တဲ့သူတွေကိုလည်းရန်သူဆိုပြီးလုပ်တာပေါ့ဆိုတော့ဒါကိုလည်းကျွန်တော် principle ရချိကတ်တာလားပေါ့နေခွင့်ရှိတာပေါ့ principle ရချိကတ်ရွေးကောက်ပွဲမှာအဲ့လိုမျိုးဒီပုံမြေရောက်ခွဲလုပ်တယ်ဆိုအခုမှမဟုတ်မြန်မာနိုင်ငံမှာလည်းရှိမှလည်းလုပ်ခဲ့တဲ့တာတကားရှိတယ်အဲ့တော့ရှိမှလုပ်ခဲ့တဲ့သူတွေအကုန်လုံးလည်းရန်သူပေါ့နော်မှားတယ်လို့ပြောချင်တာလားဒါဆိုဒါ NLD ရဲ့တည်ရှိမှုဟာစာအခုဒီလိုတော်လည်းခေါင်းဆောင်တွေအထိပေါ့နော်ပြန်ပြီးသုံးသပ်ရမှာပြန်ရှိကုန်လိမ့်မယ်ပေါ့နော်ဆိုတော့ရှင်းနေနေစဉ်းစားစီခြင်းနဲ့ဖေရှုတော့ကနေပြီးတော့ဒီရွေးကောက်ပွဲမှာပါတဲ့သူတွေကိုရန်သူဆိုပြီးသတ်မှတ်မှာလေပြီးတော့အနာဂတ်မှာရောဒီမြေပုံမြေအောက်ပူပေါင်းဆောင်ရွက်ဖို့ပြည်တွင်းပြည်ပပူပေါင်းဆောင်ရွက်ဖို့ရောဘယ်လောက်ထိတွေးထားလဲပေါ့နော်ဒါမှမဟုတ်ဖြစ်ချင်တာဖြစ်ပေါ့နော်ငါတို့ကတော့ငါတို့မှန်ချောင်းပြရင်ရပြီပေါ့နော်ဘယ်လိုပဲထိရောက်မှုမရှိတာတော့အပြောင်းလဲဖြစ်တာမဖြစ်တာငါတို့လည်းမဆိုင်ငါတို့မှန်ချောင်းပြရင်တော့ပေါ့နော်အဲ့လိုပဲလုပ်မှာလားပေါ့နော်ဒါလေးကျွန်တော်နောက်ထပ်ပြီးခွင့်ရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမိကောအဲ့အနေဆက်တာဆိုရင်ကိုကဆက်ပြီးတော့နောက်ဆက်တွဲပေါ့နော်ဒီအထက်ကသူတို့ရန်သူသဘောထားတာနေဆက်ပြီးဖြစ်လာတာဗါလဲဆိုတော့ဒီဖိနှိပ်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့အခုဆိုလည်းဒီကာလမှာတွေ့ရမှာဒီပြီးခဲ့တဲ့အပတ်တွေမှာပဲဒီရွေးကောက်ပွဲဝင်တဲ့သူတွေကိုလည်းဒါရေးယူမဲ့အပိုင်းတွေဥပဒေတွေကိုဖွဲ့တည်တည်ထုတ်ပြန်လာတာတွေ့ရလိမ့်မယ်နောက်ပြီးတော့သတိပေးတာတွေလည်းတွေ့ရမယ်ပေါ့နော်ရွေးကောက်ပွဲမှာပါဝင်တဲ့သူတွေရွေးကောက်ပွဲမှာလှုပ်အားပေးလို့မျိုးပေါ့နော်ကုပေးတဲ့သူတွေရွေးကောက်ပွဲမဲရုံဆောက်တဲ့သူတွေစသဖြင့်ပေါ့နော်ဒီလိုလူမျိုးကိုလည်းအသိပေးတာမျိုးကျွန်တော်တွေ့ရတယ်ဒါကကျွန်တော်ပြီးခဲ့တဲ့ဒီ CDN နဲ့ CDN မှာအဲ့လိုမျိုးဖြစ်ခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ CDN ကိုစက်ကအခုချိန်ထိလည်းအများကြီးဖိနေထားရဆိုတာအကုန်လုံးသိပဲပေါ့နော်ဒါလည်းထွေထူးပြောစရာမရှိတစ်ဖက်မှာလည်းဒီနွေဦးတော်လိုင်းအင်အားစုတွေအနေနဲ့နန်း CDN တွေကိုလည်းကျူးလွန်ခဲ့တာရှိတယ်အဲ့လိုကျူးလွန်မှုတွေကိုဖြစ်အောင်လည်းခုနပြောဥပဒေတွေထုတ်တယ် social media မှာ hate campaign တွေလုပ်တယ်ပေါ့နော်ဒါကြီးကစခဲ့တာပဲပေါ့နော်အခုလည်းရွေးကောက်ပွဲမှာလည်းအဲ့လိုမျိုးကျွန်တော်တွေ့နေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တော်လေးစိတ်ဝင်စားတယ်လက်ရှိရွေးကောက်ပွဲစန့်ကျင်လှုပ်ရှားတဲ့သူတွေနောက် activist တွေနိုင်ငံရေးသမားတွေပြောနေကြတာဗာလဲဆိုတော့ကျွန်တော်နားထောင်ကြည့်နေဆိုရင်ဒီရွေးကောက်ပွဲကငြိမ်းချမ်းမှုမဖြစ်စေဘူး violence တွေပိုဖြစ်စေပဲပေါ့နော်ဒါကိုအကုန်လုံးပြောချတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သိချင်တာဟုတ်ပြီအဲ့ violence တွေကိုသူတစ်ဖြစ်မဖြစ်အောင်ပေါ့နော်သူတစ်ဖြစ်ကိုယ့်ဘက်ကပေါ့နော်ဒီနွေဦးတော်လိုင်းလို့ပြောတဲ့ကိုယ့်ဘက်ကအင်အားစုတွေကမဖြစ်အောင်ဘာတွေလုပ်ထားလဲပေါ့နော်ကျွန်တော်အဲ့ဒါမတွေ့ရဘူးပေါ့နော်မတွေ့ရအောင်ဒါမှမဟုတ်ဖြစ်ဖို့များစောင့်နေရတာပေါ့နော်မိကုန်းပြန်ရှိတာလေတော့ KNU တော့တွေ့တာပေါ့နော် KNU ကတော့အကြမ်းဖက်တဲ့နေနဲ့လည်းပဲစီးအောင်မယ်ဆိုတော့တွေ့ရမယ်တခြားဖွဲ့ရအဲ့လိုမဟုတ်ဘူးဥပဒေစားထုတ်ပြီးဆိုတဲ့သဘောကဒါစပြီး signal စပြီးတာပဲပေါ့နော်စပြီးတော့မိစအချက်စပြနေပြီညီပွင့်များအဖွဲ့အစည်းတွေအနေနဲ့လုပ်လို့ရတယ်ဆိုတာမျိုးလုပ်သိနေဆိုတာချက်ပြီးဆိုတော့ဒါကိုတော့ကျွန်တော်ကတော့ပြန်သုံးသပ်စေချင်ပါတယ်ဒီချက်တွေကအဲ့လိုမျိုးလုပ်ဖြစ်ခဲ့ပြီပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကုစလဲကိုလုပ်ကြံတာပဲဖြစ်ရွေးကောက်ပွဲမှာမဲရုံဆောက်တဲ့သူကိုလုပ်ကြံနေတော့မဲထည့်တဲ့သူတို့ထိခိုက်တာမျိုးပဲဖြစ်တခုဖြစ်ပြီဆိုရင်အခုတောက်လျှောက်လုပ်တဲ့ဒီနိုင်ငံတကာကိုလုပ်ထားတဲ့ဒီ legitimizing campaign ကြီးပေါ့လေအဲ့ campaign ကဘယ်လိုဖြစ်သွားမလဲပေါ့နော်ဒါကိုကျွန်တော်တော့ပြန်စဉ်းစားစီခြင်းနဲ့ပြန်ပြီးသုံးသပ်စီခြင်းနဲ့เนาะဒါကတော့ကျွန်တော်အနေနဲ့ကြံပေးတာပဲပေါ့နော်ဆိုတော့ဒီချက်တွေကျွန်တော်မှာတော့မိခုနေရှင်းနေတယ်ဒါကိုလည်းကျွန်တော်ဖြည့်တာတိတ်မတွေ့ရဘူးပေါ့နော်အကုန်လုံးကကိုယ့်ချင်းထောက်ခံတဲ့သူတွေချိုင်းမှာပဲစုပြီးပဲစဉ်းစားနေကြသလားပေါ့နော်ဒါလည်းကျွန်တော်သုံးသပ်နေဒါကြောင့်လည်းကျွန်တော်အခုလိုမျိုးအချိန်မှာဒါစွန့်စားပြီးတော့ပဲဖိတ်ခေါ်တာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီကိစ္စဆွေးနွေးတင်တယ်လို့ထင်တယ်ဒီရွေးကောက်ပွဲစန့်ကျင်လှုပ်ရှားမှုမှာပါနေတဲ့လူငယ်တွေရောနောက်လူကြီးတွေရောပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စဉ်းစားပေးဖို့ပေါ့နော်ပြန်ပြီးနောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ခြင်းနဲ့ကျွန်တော်တို့ freedom fighter အနေနဲ့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့အခု၄နှစ်လာစကွိုင်းမှာလည်းကျွန်တော်လုပ်နေရရှိတယ်။နောက်အဲ့လိုမှမဟုတ်ဘူးပေါ့နော်တခြားပုံစံမျိုးနဲ့ဆွေးနွေးခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့သိချင်တာပေါ့နော်ဒါတွေဘယ်လိုစဉ်းစားထားလဲဆိုတော့လေ့လာခြင်းပါတယ်နော်စကားပြောကြည့်ခြင်းနဲ့ဆိုတော့အဲ့ဟာမျိုးလုပ်ဖို့စိတ်ဝင်စားရဆိုဘယ်သူပဲဖြစ်ဖြစ်ပဲအဖွဲ့အစည်းပဲအများနဲ့ကြိုဆိုပါတယ်ပေါ့နော်ဆိုတော့ online ရပဲဖြစ်ဖြစ်ရတယ်ကျွန်တော်ဆိုလည်းအခုချင်းမိုင်မှာရှိရဆိုရင်ချင်းမိုင်မှာတွေ့ပြီးပြောခြင်းလည်းရတယ်ဒီဟာကိုကျွန်တော်ပို့ပြီးတော့ဒီကာလမှာလူတွေပိုသိတင်ပြီပေါ့နော်ဒီလူတွေအနေနဲ့ကတိုင်ရှေ့ရတိုင်ပြီးတော့နောက်ကလိုက်ရွတ်ဆိုတဲ့အဆင့်ထပ်ကိုပို့တင်ပြီပေါ့နော်ဘာတွေစဉ်းစားနေရလဲရှေ့ဆက်ဘယ်လိုသွားမှာလဲဒီမိကွန်းတွေကိုဖြည့်ပေးတင်ပြီဒါမှပဲကျွန်တော်ရှေ့တော်နိုင်ရပို့ပြီးတော့ထိအောင်နေမယ်မဟုတ်ရင်တော့အချင်းထောက်ခံတာပဲလောက်ပဲရှိပြီးတော့အချိန်တိုင်းကြာရှုံးသွားတဲ့တာတကိုက်လည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်ပြန်ပြီးတတိပြုရင်းနဲ့ဒီကာလမှာတော့အကုန်လုံးတတိရှိပေါ့နော်ပုံပွင့်နေနေဆွေးနွေးဖို့ကောင်းပြီလို့တော့မြင်ပါတယ်ဆိုတော့ကြိုဆိုပါတယ်ဒီဟာကိုဆွေးနွေးမှုတွေဆက်လုပ်ဖို့ဆက်ပြီးအပြန်အလှန်အမြင်ချင်းဖက်လှယ်ချဖို့ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့လည်းအမြင်နဲ့နှံ့ဖွင့်ထားပါတယ်ဆိုတော့ဒီလိုမျိုးဖိတ်ခေါ်ရင်းနဲ့ပဲဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်